အားလုံးမင်္ဂလာပါ The Echo of Books channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီကနေ့ဆက်လက်ဖတ်ပြမှာက channel ကျော်မမလေးရဲ့သူ့လိုလူအပိုင်း9ပဲဖြစ်ပါတယ်သူ့လိုလူအပိုင်း9ဘယ်လိုလူလဲ3 ရက်တိုင်ဆေးတိုက်မသွားဘဲနေလိုက်သည်ဆေးထိုးပြီး၍3 ရက်ကျော်မှဆေးတိုက်သို့တဖန်ဆေးသွားထိုးရလိမ့်မည်3 ရက်မြောက်သောနေ့ည9 နာရီလောက်တွင်ကျမအခန်းတွင်၌လှဲနေစဉ်အိမ်ရှိမှကျမကိုလှမ်းခေါ်သောအိမ်ရှင်အမေကြီးအသံကိုကြားရ၍ထွက်ခဲ့သည်ဧည့်ခန်းတွင်အင်ကြီးရထိုင်နေသောသူ့ကိုသွားတွေ့ရ၍အလွန်တရာအံ့ဩသွားရသည်။အော်ဦးချစ်မာလားဟုဟန်မနည်းလုပ်ကာနှုတ်ဆက်လျက်ကုလားထိုင်တွင်ဝင်ထိုင်သည်။သူ့ရုပ်မှာ3 ရက်အတွင်းအိုစာသွားသလိုထင်ရသည်။ပါးနှစ်ဖက်လည်းယခင်ရက်တွေထက်ခွက်ချိုက်ဝင်သွားသည်ဟုထင်မှတ်ရသည်။မျက်နှာအလွန်ပျက်နေသည်။မြင်ချင်းအားလုံးအကဲခတ်မိသည်။ဘာနဲ့လာပါသလဲဟုစကားတခွန်းမျှမပြော၍စကားပြောအောင်လုပ်ရသည်ကျွန်တော်ခြေချင်းလျှောက်လာပါတယ်ဆေးတိုက်မလာလို့ပြန်များသွားပြီလားလို့ဥနေပါတယ်အော်ဆေးတိုက်ရောက်ပါသေးသလားသွားမေးပါတယ်မလာဘူးလို့ပြောကြပါတယ်ဟုတ်ကဲ့ဆေး3 ရက်ခြားထိုးရလို့နက်ဖြန်မှသွားရပါလိမ့်မယ်သွားမေးတာကဘာကိစ္စပါလဲကျွန်တော်စာတစ်စောင်ရေးထားတာပေးပို့ဖူးပါပဲဟုပြောပြီးအိတ်ထဲမှစာကိုထုတ်ပေးလာသည်မတ်တင်တင်ကျွန်တော်မှားခဲ့ပြီမတ်တင်တင်မှားချင်းကြီးကိုမှားခဲ့ပြီထိုအကြောင်းမှာကျွန်တော်တူးတည်းသာသိရသောအကြောင်းအပြောခံရလင်ကျွန်တော်တူးတည်းသာအပြောခံရသောကိစ္စဖြစ်ပါလျက်မသက်မညာဖွင့်ပြောဆိုခဲ့မိသည့်အတွက်မတ်တင်တင်၏စိတ်တွင်ကြီးစွာသောအနှောက်အယှက်ဖြစ်သွားသည်ကိုဖြစ်ပြီးမှပင်သိမြင်ရပါသောကြောင့်လူမိုက်နောက်မှနောင်တရရှေးကစကားအလားဖြစ်ရပါတော့၏အတူလိုက်ချင်လွန်းလှပါလျက်မလိုက်နိုင်ရာတွင်တစုံတရာသောအကြောင်းကိစ္စကိုလှီးလွှဲဖော်ပြနိုင်သောဉာဏ်ရှိလျင်မတ်တင်တင်တွင်ယခုကဲ့သို့စိတ်အနှောက်အယှက်ဖြစ်ရမည်မဟုတ်ပါကျွန်တော်တွင်လည်းမတ်တင်တင်စိတ်အနှောက်အယှက်ဖြစ်သွားသည်ကိုသိမြင်လိုက်ရသဖြင့်ကြီးစွာနောင်တရ၍စိတ်မကောင်းဖြစ်ဖွယ်ရာမရှိပါကျွန်တော်မှားခဲ့ပါပြီမတ်တင်တင်မှားချင်းကြီးမှားခဲ့ပြီထိုအမှား၏အပြစ်ကိုမတ်တင်တင်၏မြင်ရထားထွက်သွားသည့်အချိန်ကစ၍ယခုတိုင်ပြင်းထန်စွာခံစားနေရပါ၏မတ်တင်တင်ထံမှမေ့ပြောက်ပြစ်လိုက်ပြီးဖြစ်ကြောင်းမသိရသမျှမေ့ပြောက်သည်ကိုမမြင်ရမချင်းထိုဖြစ်သည်ကျွန်တော်အားပြင်းစွာနှိပ်စက်ခြင်းပြုနေမိတာဖြစ်ပါ၏ကျွန်တော်ကိုခွင့်လွှတ်ပါဦးမည်လားမတ်တင်တင်ချစ်မောင်စာဖတ်ပြီးနောက်စာရွက်ကိုခုံပေါ်တွင်ချ၍လက်ထဲမှတော့နှင့်ဖိထားလိုက်ကသူ့ကိုကြည့်လိုက်သည်မျက်နှာပြက်နေသည်အပြစ်ကျူးလွန်မိသည်ကိုနောင်တအလွန်ရသည့်ရုပ်မျိုးနှင့်မျက်နှာပြက်ကညှိုးငယ်နေသည်စိတ်၌အလွန်ထိခိုက်ကြောင်းကိုလည်းမျက်နှာပေါ်၌မြင်နေရသည်ဟုတ်ကဲ့ဦးချစ်မောင်ကျမကိုလိုက်ပို့ချင်ပါတယ်ပြောတော့လိုက်ပို့လိုတယ်မှတ်လို့မငင်းမဆန်လိုက်ပို့ပါပြောရပါတယ်မပို့နိုင်တဲ့အခက်အခဲတွေပြောပြတဲ့အခါမှာကျမကလိုက်ပို့ပါပြောသည့်တိုင်အောင်ဒီလိုမပြောသင့်ဘူးထင်ပြီးစိတ်လိုက်မှန်ပါအတုံးနှုံးရင့်ရင့်တီးတီးကြီးပြောခဲ့မိပါတယ်ဦးချစ်မောင်ဖက်ကဦးချစ်မောင်အခက်ကိုရိုးရိုးသားသားဦးချစ်မောင်အခက်ခဲကိုရိုးရိုးသားသားပြောလိုက်တာပါလားဆိုတာအိမ်ပြန်ရောက်တော့မှတွေးလို့ရပြီဒီကိစ္စကိုနာကြီးစရာတစ်ခုလိုဦးချစ်မောင်အပေါ်မှာမကြေနိုင်မချမ်းနိုင်ဖြစ်မနေပါဘူးကျမပြောခဲ့ဆိုခဲ့တာတွေတီးရင်နေရင်လဲခွင့်လွှတ်ပါကျွန်တော်မှားပါတယ်ကျွန်တော်မပြောအပ်တာကိုပြောလိုက်ပြီးဆိုတာတိတိချင်းကျွန်တော်ကိုယ်
ဘယ်လိုမှခွင့်လွှတ်လို့မရနိုင်အောင်ဖြစ်နေပါတယ်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးအပြစ်မပေးရရင်မနေနိုင်လို့ကြောဖက်ကစာကိုရေးပါတယ်ဖတ်ကြည့်ပါဦးအဲ့ဒါကိုမတ်တင်တင်လက်ခံရင်ကျွန်တော်ခွင့်လွှတ်လိုက်ပြီလို့ယူဆပြီးစိတ်ချမ်းသာစရာပြန်ဖြစ်ရမှာပါပဲကျမအားခုလိုနှုတ်နှင့်ထပ်မံတောင်းပန်သည်ကိုအလွန်ပင်အားနာသွားမိသည်ခုံပေါ်ကစာကိုဆွဲ၍ကြောဖက်သို့လှန်ကြည့်ရာအောက်ပါအတိုင်းတွေ့ရသည်ကျွန်တော်အတွက်ဆေးတိုက်သို့လာမြဲမလာရသည်ကိုတွေ့ရလျင်လာပါလျင်လဲလာချောင်းကို၎င်းတွေ့လိုချောင်းကို၎င်းမတွေ့နိုင်သောအကျိုးအကြောင်းစာမပေးလျင်သော၎င်းကျွန်တော်စိတ်တွင်ယူဆဖွယ်ရာတလန်းသာရှိပါ၏ကျွန်တော်ပြောဖို့လိုမည်လားမတင်တင်အကယ်၍ခွင့်လွှတ်သဖြင့်စိတ်တွင်မြည်သောမျှမထားတော့ပါလျင်လဲယခုကြာတာပတိနေ့ည6နာရီခွဲပွဲတွင်မြန်မာအဆွေ၏အတန်ထွက်ဖူးစာရှင်ဇက်ကားကိုအဖော်နှင့်လာ၍ကြည့်စေလိုပါ၏အဖော်2ယောက်ကိုခေါ်ခဲ့နိုင်ပါ၏အားလုံးကျွန်တော်ပါနှင့်4ယောက်အတွက်နေရာထိုင်ခင်းရမည်ဖြစ်၏လာနိုင်မည်မလာနိုင်မည်ကိုလက်ပြန်စေးတိုက်သို့အလှတွင်သိပါရစေလာနိုင်မည်ဆိုလျှင်မတ်တင်တင်နှင့်မတ်တင်တင်၏အဖော်2ဦးစေးတိုက်ကဖြစ်စေစောင့်၍သွားနိုင်ပါ၏သို့မဟုတ်လျှင်ရုံဝမှာပင်စုံနိုင်ကြပါ၏ဒါနဲ့ကျော်မမလေးရဲ့သူလိုလူစာအုပ်လေးကိုဆက်လက်ဖတ်ပြနေပါတယ်တခုကသတိပြုစေလိုပါသည်မတ်တင်တင်ကျွန်တော်သည်မတ်တင်တင်၏ဂုံတည်ကိုမြည်သည့်နည်းနှင့်မျှနှိမ့်ချစေမည်ဟုသောအကြံမျိုးကိုမမွေးဖူးပါကြောင်းပါမတ်တင်တင်ရှင်းပါကျွန်တော်ဤကိုကျွန်တော်အပြစ်မပေးရရင်မနေနိုင်လို့ဤစာကိုလက်ခံပါဟုသူပြောပုံမှာရုပ်ရှင်ကိုသူနှင့်လိုက်ကြည့်လင်သိကြသည့်ပရိသတ်အမြောက်များကရှုံချလှောင်ပြောင်ကြမည့်ဒဏ်ကိုသူကရဲရဲကြီးခံလိုက်မိပုံသူ့အပြစ်ကိုဤနည်းနှင့်သူခံချင်၍ကျမကသူနှင့်အတူလိုက်ကြည့်ရအောင်မည်ပုံအတိတ်ပဲရောက်နေလေသည်ဘိုးဘုံပရိသတ်အားလည်းကျမကိုပွဲလာပြပုံဖြင့်ပွဲလေကောင်တွင်သူ့ကိုယ်သူသိခါချကအပြစ်ပေးလိုက်မည်ဖြစ်နေသည်ဦးချစ်မောင်အခုရုပ်ရှင်ဖိတ်ပြတဲ့ကိစ္စကကျမခွင့်လွှတ်ပါတယ်ဆိုရင်လိုက်ပြဖို့လိုပါသေးသလားလူတွေကဲ့ရဲ့မှခံပြီးပြချင်သေးလို့လားကျွန်တော်အတွက်ကျွန်တော်ကြည့်ဖို့မရှိပါဘူးမတင်တင်ကအပြစ်ပေးတာမဟုတ်ပါဘူးကျွန်တော်ကိုကျွန်တော်အပြစ်ပေးချင်တဲ့ကိစ္စပါဒါမှလည်းနေသားရာထိုင်သားရာရမှာမို့ပါသဘောတူပါမတင်တင်ညီမျှရိုးသားသောသူတစ်ယောက်ဖြစ်ခြင်းကိုကျမသာအကဲမခတ်နိုင်ခဲ့ပါလျင်ရှင်ပရိသတ်ကရှင်ကိုကျမပါလာလို့နောက်မှာကိုခံလိုက်မယ်ဆိုတာကျမပရိသတ်ကတော့ရှင်နဲ့လာကြည့်လို့ဩဘာပေးကြမှာလေလားရှင်လုပ်ပုံကကျမဗန်းပြပြီးရှင်ကအနာခံလိုက်မယ်ဆိုတာများတွေးများကြည်စမ်းပါအောင်ရှင်ဟုဓာတ်ရိုက်ပြောချလိုက်ဖို့အလွန်ကောင်း၍ပြောလဲပြောလိုက်မိပေသည်ပြောလဲပြောလိုက်မိပေလိမ့်မည်အလွန်ရိုးသားသည်သူဟုနားလေသွား၍သာထပ်မံစိတ်မဆိုးနိုင်ပဲရှိတော်သည်ထပ်၍များစိတ်ဆိုးပြလိုက်အောင်မည်ဆိုလျှင်လည်းအခြားပုဂ္ဂိုလ်ထက်ဤပုဂ္ဂိုလ်သည်မိမဆိုလျှင်ကြားယုံနှင့်ပင်ကြောက်လန့်ထွက်ပြေးသွားမည်ကားသိချလှပေသည်သူ၌မိမနှင့်အလွန်ရှင်းသည်ဆိုသည့်ဂုံကိုဖြတ်ကပရိသတ်အားလည်းဂရုမစိုက်တော့ပဲဤပုံဤနည်းဖြင့်ရဲရဲကြီးခံပြမည်သူတောင်းပန်ပွဲကြီးကိုကျမတူတယောက်တည်းမဟုတ်ပဲကျမဖက်ကအခြားသူများမြင်လျင်မတင့်တယ်စရာမဖြစ်စေပဲအဖော်တစုနှင့်လာ၍ခွင့်လွှတ်ရန်ခေါ်နေခြင်းပင်ကျမသည်သူမျက်နှာကိုစိတ်စိတ်ကြည့်မိသည်စူးစူးဆိုက်ဆိုက်လည်းကြည့်လိုက်သည်သူတွင်ချွတ်ယွင်းချက်များစွာရှိနေအောင်မည်ဟုအတက်ဆွဲလိုက်သည်သူ၏ကင်းရှင်းလှသည်ဆိုသည့်ဂုံကိုလိုက်ဖြတ်ရန်စေနာစိတ်မရှိပါဘဲနှင့်သူ၏ရိုးသားမှုကိုတနာသွားမိသည့်စိတ်နှင့်လက်ခံလိုက်ဖို့ရာသူကဲ့သို့ရဲရဲကြီးဆုံးဖြတ်လိုက်ရသည်ကိုမူသူသိမည်မဟုတ်သိမည်သူလည်းမဟုတ်ပေဦးချစ်မောင်ကျမအဖို့မှာခွင့်မလွတ်နိုင်စရာဘာမှမရှိပါဘူးလိုက်ကြည့်မှကျေနပ်မယ်ဆိုရင်လည်းလိုက်ကြည့်ဖို့ရာဝန်မလေးပါဘူးဦးချစ်မောင်ကျမကိုဒီနည်းနဲ့တောင်းပန်တာတော့ဝမ်းမသာမိဘူးမတင်တင်စိတ်ကိုကျွန်တော်သိပါတယ်ကြည်လဲကြည်ညိုပါတယ်စေနာရီကိုလည်းရိုသေပါတယ်
စိတ်နှလုံးဖြူစင်တဲ့မိမတူဦးမို့ကျွန်တော်ပြောမိတဲ့စကားတွေကိုဒီအဖြစ်နဲ့တောင်းပန်တာပါပဲဘယ်လိုလူတစ်မျိုးလဲဟုအဖြေရှာနေခဲ့သည်ယခုမှပင်သနာစရာအလွန်ကောင်းသောလူတစ်မျိုးဟုအဖြေတွေ့ရတော့သည်ညနေတိုင်းလိုပင်တဲသည့်အိမ်သို့လာရောက်နေသည်လာတိုင်းဖတ်စရာကောင်းသောစာအုပ်များကိုတစ်နေ့တစ်မျိုးပေးလေသည်သူတွင်လည်းဖတ်ရန်အင်္ဂလိပ်စာအုပ်အမြဲပါလာသည်စကားပြောနေလင်စာအုပ်၏စာမျက်နှာထိပ်တွင်လက်ညှိုးခေါက်ထိုးသွင်းပိတ်လျက်သူ့အနားမှခေတ္တခဏထသွားသည့်လူမရှိချိန်အားလက်ခိုက်ကလေးကိုစာတစ်ကြောင်းရနှစ်ကြောင်းရစာအုပ်နှင့်မျက်နှာအပ်ထားလိုက်သည်ပြောကြသည့်စကားတွေမှာကိုယ်ရေးတွက်တာနည်းပြီးနိုင်ငံရေးပညာရေးများသာဆွေးနွေးပြောကြားကြသည်စကားပြောစရာကုန်လျင်တော်၎င်းစကားအသက်ဆက်စရာစီသို့မရောက်သေးသည့်အချိန်တွင်တော်၎င်းမျက်နှာချင်းဆိုင်ထိုင်နေကြပါတော့လေကျမကသာသူ့ကိုကြည့်လျက်သူကမူကျမကိုလုံးမကြည့်ပဲဝါတော်လွန်စွာရင့်လှသည့်ဘိက္ခုကြီးကဲ့သို့မျက်လွှာချနေလေသည်တောက်ပတင့်လွင်သောအဝတ်အစားနှင့်ဘယ်တော့မှမမြင်ရပေအင်ကြီးလုံကြီးကိုမူကိုယ်တွင်တိုက်ရက်စွာဝတ်တတ်သည်ဝတ်သမျှအထည်သည်ညီမဖြစ်အထည်များသာဖြစ်၏လယ်ပင်ကျယ်စေ့ကိုအမြဲတက်သည်အပေါ်အင်ကြီးအိတ်ထဲတွင်ဖောင်တိန်နှစ်ချောင်းနှင့်ခဲတံအနီးအပြားတစ်ချောင်းကိုအမြဲမြင်ရသည်သူ၏စပင်မှာဖြည်းစရာမလိုအောင်တိုညှက်ထား၍ခေါင်းပြည့်ရစီချဲရကိစ္စငြိမ်းလေသည်အလှအပလုံးမလုပ်သောလူဖြစ်သည်အသားအရောင်မမဲမဖြူအသားညိုဖြစ်၍အရက်အမောင်ကိုလုံးကိုထည်ကိုကြည့်၍လူကောင်ကြီးသည်အမျိုးအဆက်မှဆင်းသက်ပေါက်ဖွာလာသူကဲ့သို့ဖြစ်နေသည်နှာတံလဲချွန်ရုပ်လက္ခဏာလဲထွားကြိုင်းသဖြင့်ရှေးကမြမာကြီးများနှင့်အဆက်နှီးသည်ဒူလားဟုအောက်မေ့မိသည်ပြောပုံဆိုပုံဟန်မူရာအတန်အေးဆေးငြိမ်သက်သိမ်မွေ့နူးညံ့သလောက်ပြောသမျှစကားတွေမှာလွယ်သိမ်မွေ့နက်နဲလှပေသည်မြန်မာစာဖက်တွင်အတိမ်အနက်ကျမဉာဏ်နှင့်မှန်းကြည့်သည်အဖက်ကစီးပူးနှံ့ဆက်လာသူဟုထင်မှတ်လိုက်သည်ဘေဒင်စေချမ်းပြုတ်ကဗျာတရားဓမ္မပဋကတ်တွေနှင့်ကျမ၌မရှင်းလင်းပဲသံသယဖြစ်နေသည်ကိုဆိုင်ရာအဖက်ကကိုးကားလျက်လေးနက်အကျယ်တဝင့်ရှင်းလင်းပြောကြားပြသပေးသည်ဤအခါတွင်သူ့အားယဟန်ဝါအတော်ရခဲ့လေရောသလားဟုအောက်မေ့ရတော့မလောက်ဖြစ်သည်ရာဇဝင်ဘောဂဗေဒလင်္ကာဝတ္ထုကမ္ဘာနိုင်ငံရေးများနှင့်ဆက်ဆိုင်နေလျှင်အနောက်တိုင်းစာရေးဆရာကြီးများနှင့်အနောက်တိုင်းနိုင်ငံပေါင်းစုံတို့၏အနေအခင်းအယူအဆအမူဓလေ့အဖြစ်အပျက်တွေကိုတိုက်ဆိုင်တိုင်းအင်္ဂလိပ်လိုကိုးကားသုံးနှုန်းပြောဆိုပုံများသည်စကားလုံးခက်ခဲလွန်း၍အချို့ကိုနားမလည်ပေဝေဆာပြောဆိုနိုင်ပုံတို့ကြောင့်အင်္ဂလန်အိုင်ရစ်ပြင်သစ်စသည့်အနောက်နိုင်ငံတွေကိုရောက်ဖူးပေါက်ဖူးသလိုအောက်မေ့ထင်မှတ်လောက်အောင်ပြောနိုင်ပေသည်ထူးခြားသည်မှာကိုရေးကိစ္စကိုကျွန်တော်နှင့်ပြောလျက်ကိုရေးကိစ္စမှအပအခြားကိစ္စအဝဝပြောသမျှလုပ်သမျှကိုကျွန်တော်တို့ဟုအမြဲပြောသည်သတင်းစာအခက်ခဲနိုင်ငံရေးအခက်ခဲပြဿနာရပ်များပြောသည့်အခါတိုင်းသူသိသည်သူနားလည်သည်သူလုပ်သည်ဟုဝင့်ဝါပြောကြားလိုခြင်းလုံးမရှိပေကျွန်တော်တို့ဟူသောစကားလုံးနှင့်အမြဲတစေကိုနှိမ်ချဖုံးပိတ်ပြောတတ်သည့်အကျင့်ကလည်းထူးထူးခြားခြားသူတွင်ရှိသေးသဖြင့်သူ၏ပညာပါရမီညီမျှအခြေခံရှိနေသည်ကိုအကဲခတ်ရအလွန်ခက်အောင်သိပ်ပြီးဖုံးဖွက်ပစ်သည်ကျမ၏ဉာဏ်အားနှုတ်နဲ၍သူ၏ပညာအခြေခံကိုလုံလောက်ပြည့်စုံလုံးဝဥဿုံအကဲမခတ်နိုင်သော်လည်းပညာဉာဏ်အခြေခံကြီးမားကြောင်းကိုမူရိပ်မိတန်သလောက်ရိပ်မိလေသည်ဤပညာရပ်များကိုကောလိပ်တွင်မည်သို့မည်ပုံမည်သည့်အခါကသူစီးပူးလေ့လာသည်ကိုခြေရာကောက်ကြည့်သည်ဦးချစ်မောင်ကောလိပ်ကဘယ်နှစ်ကဆင်းခဲ့ပါသလဲကျွန်တော်ကောလိပ်မရောက်ဖူးဘူး10တန်းပညာကိုပဲသူတို့အအောင်ပေးလို့အောင်ခဲ့ပါတယ်သူ့အဖြေသည်ကျမကိုစက်သေးသွားသောအဖြေဖြစ်သည်နို့10တန်းအောင်ပြီးကောလိပ်ကိုဘာလို့မသွားပါသလဲကောလိပ်ကိုသွားမယ်ဆိုရင်ဟိုစဉ်ကကျွန်တော်အသက်မပြည့်လို့3နှစ်လောက်စောင့်ရပါလိမ့်မယ်ဒီတုန်းကကျွန်တော်စိတ်မှာကောလိပ်ကျောင်းကပညာနဲ့ဘွဲ့ကိုနည်းနည်းမှအဟုတ်မထင်ခဲ့လို့ကျောင်းမှာပဲစာဖတ်ရင်ဆရာလုပ်နေပါတယ်ကျောင်းဆရာလုပ်တုန်းကဝါသနာကြောင့်ဝင်လုပ်တာပါလားမဟုတ်ပါဘူး
အခြေတကျနေချင်တဲ့အိမ်လည်းမရှိပါဘူးဆရာကြီးကလည်းကျွန်တော်ကိုအင်မတန်ပဲချစ်ခင်ပါတယ်စာဖတ်နေတော့အချိန်မို့ကျွန်တော်လည်းဆရာစကားကိုလက်ခံပြီးကျောင်းမှာပဲစာပြနေပါတယ်တို့အက်ဒီတာဖြစ်လာတာရောအက်ဒီတာကတော့အစကတည်းကကျွန်တော်ရည်ရွယ်ချက်ကြီးပါပဲကျောင်းသားဘဝကတည်းကအင်္ဂလိပ်လိုဆောင်းပါးတွေ New Burma သတင်းစာထဲမှာကျောင်းကနေပြီးခဏခဏရေးပို့နေပါတယ်။ဒီနေ့သတင်းစာတစ်စောင်မှာအုပ်စီးပြီးအက်ဒီတာလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကတော့ကျောင်းသားအရွယ်ကလေးကအပြည့်အပြတ်ရည်မှန်းထားပြီးသားပါပဲ။ကျောင်းမှာမြို့ထဲကကျောင်းသားတွေကိုအပြင်မှာကျွန်တော်စာပြပါသေးတယ်။မေကျောင်းပိတ်ရက်မှာသူတို့အတွက်ရန်ကုန်မှာစာအုပ်တွေလာဝယ်ရင်းနော်ရထာသတင်းစာတိုက်ကအက်ဒီတာလုပ်ဖို့ရခေါ်တာနဲ့နေရက်မပြန်ပဲတခါတည်းဝင်လုပ်ပါတယ်ဒီသတင်းစာကအခုဘယ်လိုမြမအလင်းရောက်ရပြန်တာလဲနော်ရထာသတင်းစာကပြုတ်သွားပါတယ်ကျွန်တော်လှုပ်စင်တုန်းကစက်ကူထုတ်တောင်ဝယ်စရာငွေမရှိလို့အပေါ်အင်ဂျီချွတ်ရောင်းပြီးဝယ်လို့ရပါတယ်အပေါ်အင်ဂျီချွတ်ပေါင်ပြီးဝယ်လို့ကြပါတယ်ညစာထမင်းကိုဘယ်တော့မှဝယ်မစားနိုင်ပါဘူးပဲခူးဓာဗျာကြုံတပဲဖို့နဲ့ရေအဝတောက်ပြီးအစင်းရဲအမျိုးမျိုးခံလုပ်ပေမဲ့လည်းနောက်ဆုံးတိုက်ပိတ်ရတာပါပဲမြမအလင်းရောက်တာကတော့ကျွန်တော်မိတ်ဆွေဂျာမနီပြန်ဦးတင်ကြီးကိုမြမအလင်းအက်ဒီတာယောဂီဦးတင်ကသူကောင်းကောင်းမမာလို့တိုက်မှာဝင်လို့ဖို့ခေါ်တယ်ဦးတင်ကြီးရဲ့အိမ်ကသဘောမတူကြတာနဲ့ဦးတင်ကြီးကကျွန်တော်ကိုလောက်ပါတိုက်တွန်းပြန်တော့ကျွန်တော်လည်းမြမအလင်းညအက်ဒီတာအဖြစ်ဝင်ရပြန်ပါတယ်အက်ဒီတာချုပ်ဦးစိန်ကသတင်းစာတစ်စောင်လုံးကိုဦးစီးပြီးလုပ်နေရမှာပေါ့နော်ဟုတ်ကဲ့ကျမမြမအလင်းခေါင်းကြီးတွေကိုအင်မတန်ပဲနှစ်ချိုက်ပါတယ်အတုံးနှုံးလဲအင်မတန်ခန့်ညားပြစ်ပြီးလူရင်းကိုထိရောက်အောင်မရေးနိုင်လွန်းလို့ဆောင်းပါးရေးလိုတဲ့လူတွေအတွက်အတော်ပဲအထောက်ပံ့ရပါပြီတဲ့မြမအလင်းသတင်းစာဒီလောက်အဆင့်တန်းမြင့်ပြီးစောင်းရည်ဒီလောက်တက်နေရတာဦးစိန်ရဲ့ကလောင်စွမ်းထက်လို့တာမို့ဦးစိန်ဟာအတော့ကိုအခြေခံရှိတဲ့ပုဂ္ဂိုလ်ကြီးပဲဒီခေါင်းကြီးတွေကိုဖတ်ရတိုင်းဦးစိန်ကိုဘယ်လိုကျေးဇူးတင်မှန်းမသိပါဘူးဟုတ်ကဲ့တိုင်းပြည်အတွက်ကောင်းရာကောင်းကြောင်းလုပ်မယ်လို့စေတနာထားတဲ့သူတွေအမျိုးမျိုးထဲမှာကျမဖြင့်အက်ဒီတာအလုပ်ဟာဘယ်လောက်မွန်မြတ်တယ်အပင်ပန်းခံပြီးလိုလေသေးမရှိအောင်စီးပူးလေးလာဖတ်ရှုပြီးတဆင့်ညွန်ပြပေးတာတွေဟာကြီးညိုစရာဘယ်လောက်ကောင်းတယ်ဆိုတာစောစောကမသိလှဘူးခုမှဦးချစ်မောင်နဲ့ရင်းနှီးလို့အက်ဒီတာလုပ်ငန်းကိုသိရတာပါပဲဦးချစ်မောင်အလုပ်ဟာပင်ပန်းသလောက်တကယ်အရာရောက်ပြီးတကယ်မွန်မြတ်ပါပဲအက်ဒီတာလုပ်ငန်းကိုကျေနပ်ကြည်ညိုကရွှွှွှွှဝေပြောနေသည်ကိုပြန်လှန်ထောက်ခံခြင်းလည်းမလို့ငင်းဆန်ခြင်းလည်းမရှိပဲသူ့ကိုလောင်ပြောင်ကဲ့ရဲ့ရှုတ်ချနေသည်ကိုခံနေရတဲ့ကဲ့သို့မျက်လွှာမပင့်ပဲခေါင်းကြီးသာငုတ်တစ်ထက်ငုံထား၍ရှက်များသွားလေရောသလားဟုထင်ရလောက်အောင်အမူအရာအတော်ထူးဆန်းနေသည်အိမ်သို့လာတိုင်းမြည်သည့်အခါမျှစောစောမပြန်ပဲမျက်နှာမှပြန်လေသည်ပြောစရာမရှိလျင်လည်းခေါင်းငုံ၍ထိုင်နေသည်ကိုအိမ်ကိုရာမဟုတ်သဖြင့်အိမ်ရှင်များကိုအားနာသည်ကတစ်ဖက်နှင်ရမှလည်းအခက်နှင့်သူလာသည်မှာလာစအချိန်၌ပျော်စရာဖြစ်တော်လဲညစ်နက်လာလျင်စိတ်ညစ်လာသည်ကဲဦးချစ်မောင်ညစ်လဲနက်ပြီဟုအမြဲနှင်လွှတ်ရသည့်အလုပ်ကိုလည်းကြာတော့ဆက်ဆုပ်လာသည်သူ့အားလည်းလူအလိုက်မသိတတ်ဘူးဟုစိတ်တွင်းကအပြစ်တင်မိသည်ယနေ့ညတွင်သူ့အလုပ်ကိုချီးမွမ်းမိ၍ခေါင်းမဖော်ပဲငုံနေသောကြောင့်အချိန်လဲညစ်နက်လှသဖြင့်မသိတတ်သည်ကိုသိတတ်အောင်လွတ်လွတ်လိုက်မည်ဟုဟူသောရည်ရွယ်ချက်နှင့်စကားရှာကြည့်သည်ဦးချစ်မောင်နဲ့စီးတိုက်မှာပထမဦးဆုံးတွေ့ကြတော့ကကျမပြန်ဖို့ရာအရင်လိုမှုဦးချစ်မောင်အောင်စီကိုအတင်းခွင့်တောင်းနှုတ်ဆက်ပြီးလူချင်းခွဲရတာဘယ်လိုများအားနာမိမှန်းမသိဘူးရိုင်းတယ်လို့ထင်ရင်လဲခံရမှာပါပဲကျမမှာကိုအိမ်ကိုရာမဟုတ်လို့မထင်ပါဘူးဒီတုန်းကကျွန်တော်လဲလေထပြန်ချင်ပါတယ်တိုက်မှာအလုပ်တွေကအများကြီးရှိလို့မတင်တင်ကိုပြန်ပြရစီလို့ခွင့်တောင်းရမှာအားနာလွန်းလို့အောင့်ထိုင်နေရပါတယ်အိုးအခုရောတိုက်ကတော့ကျွန်တော်ကိုစောင့်နေကြမှာပဲအော်ဖြစ်မှဖြစ်ရပါလေဦးချစ်မောင်ရဲ့ပြန်ရောပေါ့ဘက်နယ်
အိမ်ရှင်အခွင့်ပြုမှပြန်ရတယ်ဆိုရင်အိမ်ရှင်အဖို့ပြန်ပါပြောရတာရိုင်းနေရတာပေါ့ကျွန်တော်အိမ်မလဲတက်လို့ဒီလိုမထင်မိပါဘူးထပြန်တဲ့လူကရိုင်းတယ်လို့ကြီးပဲမှတ်နေပါတယ်ဒါဖြစ်ရင်အခုကျွန်တော်သွားနိုင်တယ်ပေါ့နော်သူသည်ထူးဆန်းလွန်းသောလူရိုင်းတစ်ယောက်သူသည်ရိုးလွန်းသောလူဆန်းတစ်ယောက်သူမှာသူဇာနေကျော်မမလေးရဲ့သူလိုလူအပိုင်းငါဘယ်လိုလူလဲဆိုတဲ့အပိုင်းငါလေးပဲဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးစိတ်တော့ကကိုဒုက္ခတွေကင်းဝေးကြပါ